ကောင်းဆုံးနေသားပြန်ရောက်ခဲ့လို့ Michael Carrick ကိုကျေးဇူးတင်တဲ့ Maguire Man U နောက်ခံလူ Maguire ကအကောင်းဆုံးနေသားတရက်ပြန်ရောက်လာအောင်ကူညီခဲ့တဲ့နီးပြ Michael Carrick ကိုကျေးဇူးတင်တယ်လို့အင်္ဂလန်ကဥရုဂွေကိုအနိုင်ရခဲ့တဲ့ခြေစမ်းပွဲပြီးမှပြောကြားခဲ့ပါတယ်။သုံးပွဲတွေကိုရော်စားမှန်ကန်စွာကစားခြင်းနဲ့မိတ်ဆွေတို့အတွက် Lucky မြတ်သူရ Football Service မှာ iBet 789နဲ့555 mix တို့ကိုအကောင့်တစ် bonus တွေနဲ့စိတ်ကြိုက်ကစားလို့ရနေပါပြီ။စိတ်ဝင်စားလို့ကစားခြင်းတော့ Viber နံပါတ်39 699-233-113မှာလာရောက်ကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Maguire ဟာ Michael Carrick လက်ထက်မှာ Man U ခံစစ်ပိုင်းမှာတည်ငြိမ်ကောင်းမွန်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့တာကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းမှာပြန်ရွေးခံခဲ့ရတယ်လို့ဥရုဂွေနဲ့ပွဲမှာလည်းပွဲထွက်ကစားခွင့်ရခဲ့တာကြောင့်Michael Carrick ကိုကျေးဇူးတင်စကားပြောခဲ့တာပါ။ Maguire ကကျွန်တော်အနာဂတ်က Michael Carrick Man U ကိုရောက်မလာခင်အထိကျွန်တော်ကိုယ်တိုင်တော့တွေ့ရခဲ့တဲ့အနေအထားမျိုးမှာရှိခဲ့တာပါ။ဒါပေမဲ့ Michael Carrick ရောက်လာပြီးနောက်မှာသူဟာအသင်းမှာရှိတဲ့ကစားသမားတွေရဲ့အားသာချက်နဲ့စွမ်းဆောင်ရည်တွေကိုအကောင်းဆုံးသုံးချနိုင်မဲ့ကစားကွက်နဲ့နီးဗျူဟာလိုမျိုးချမှတ်ကျင့်သုံးဖို့ကြိုးပမ်းခဲ့ပါတယ်။အဲ့ဒီလိုကြိုးပမ်းမှုနဲ့ကျွန်တော်လည်းခံစစ်ပိုင်းမှာပုံမှန်ကစားခွင့်ရခဲ့တာကကျွန်တော်အခုလိုအနေအထားပြန်ရောက်လာစေခဲ့တာပါ။အင်္ဂလန်လက်ရွေးစင်အသင်းမှာပြန်အရွေးခံရတော့ကျွန်တော်အမေကငိုပြီးဖုန်းဆက်ခဲ့တဲ့အထိဝမ်းသာခဲ့ပါတယ်။ဒါတွေအတွက် Michael Carrick ကိုကျေးဇူးတင်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။